အားလုံးပဲမင်္ဂလာပါကျွန်တော် James ပါဒီကနေ့ကြတော့ကျွန်တော်ဘန်ကောက်ရောက်တော့ကချင်စာစားချင်တာနဲ့ဒီဘန်ကောက်ပဲကျွန်တော်ကချင်စာလိုက်ရှာတာပေါ့နော်အဲ့ဒါကျွန်တော်ကချင်ဆိုင်တစ်ခုနဲ့တွေ့ထားပါတယ်အဲ့ဒါကကချင် restaurant ဆိုတဲ့ဆိုင်ပေါ့နော်ကျွန်တော်ကလည်းစာပြေရန်စားချင်တာနဲ့ဒီမှာလာပြီးစားလိုက်တာပေါ့နော်ဆိုင်ကကြတော့သူကနည်းနည်းမြို့အပြင်ဘက်တော့ဟုတ်တယ်သူကကြောဘယ်နဲ့နီးလဲဆိုရင်ဒီ Kassam Bandit University အဘယ်နဲ့နီးတာပေါ့နော်ဒီဆိုင်ကကြတော့သူစီမကြတော့ဒီအစားတော့မရောက်ခင်လက်ဖက်ချမ်းအရင်ချပေးတာပေါ့နော်လက်ဖက်ချမ်းကကြတော့လေနေပူရင်ပို့တော့ပေးရတယ်ဒီမင်းဆောင်အစားစာပြေတော်လေးလွမ်းနေရပေါ့နော်ပြီးရင်ချက်ဆန်လုံးဒါကြတော့သူ့ရဲ့အနှစ်ဒီစာပြေနဲ့တွေ့စားတဲ့အချင်းကြီးပေါ့နော် Oh my god အတန်တွင်းနေပဲပြန်ပြီးစားချင်လာပြီတော်တော်လေးကောင်းတယ်ပေါ့နော်ပြီးရင်ဒီချက်သားဆန်တော်ရောတော်တော်လေးကောင်းတယ်ကျွန်တော်တို့တကယ်ချင်းနေရောက်ပဲဆိုတော့အစားတောက်လည်းအများကြီးမှာထားပြီးရင်စားလို့တော့မကုန်ဘူးနော်တော်တော်လေးကောင်းလို့ပေါ့ပြီးရင်သူချက်ဆန်တော်ရဲ့ပြီးရင်ဝမလအဲ့ဒါလေးမှာထားအဲ့ဒါကြတော့စားပြီးခါမှရောက်တော့ပိုက်တောင်ပြီးစားတော့မစားနိုင်တော့တော်တော်လေးကောင်းတယ်တချို့လူတွေကကျတော့အော်အလကားစားရပြီးကောင်းတယ်ပြောအလကားစားရတာမဟုတ်ဘူးနော်ကိုပတ်စံနဲ့ကိုဝေးစားတယ်ကောင်းတယ်ဆိုရင်ကောင်းတယ်ပြောတယ်မကောင်းဘူးဆိုရင်မကောင်းဘူးပြောပါနော်ကိုကကျတော့ honest review ပဲပေးချင်တာပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်တဲ့ဆိုရင်အပေါင်းလေးနဲ့အသေးလေးပေးပြီးမှလည်း share လုပ်ပေးကြပါခင်ဗျ Thank you for watching my video see you next video bye